ဆိုင်ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တိမှပဲကျွန်တော်ရှေ့လျှောက်ကကျွန်တော်စိတ်ချလက်ချနေလို့အဆိုင်တော့ဒီဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်အသက်ရှင်အောင်ကိုယ်ကိုနေရမှာဆိုတဲ့ရတော့ဟုတ်တယ်ဆိုတော့ဆိုင်တိတတာခွဲခြားလို့ရတာကျွန်တော်လူတိုင်းစီကအနံ့တစ်ခုရတယ်အမိုးနီးယားလို့အနံ့ကျွန်တော်တို့ကားတွေမှာဆိုရတဲ့အနံ့လို့ကွာကျွန်တော်အဲ့အနံ့တော့မပြောတတ်ဘူးသူတို့အမိုးနီးယားအနံ့အဲ့လူတိုင်းစီကကျွန်တော်လူတိုင်းရဲ့ဒီခတွင်းထဲကအနံ့ပေါ့နော်အဲ့ဒါတွေကျွန်တော်ရတယ်ဒုတိယအခါဖြစ်တဲ့အချိန်မှာလည်းဒီလိုပေါ့နော်အနံ့ပြန်ရလာတော့အမှကျွန်တော်သွားပြီးငါဒီအဆိုင်ပိုးငါနောက်တစ်ခေါက်ပြန်ဖြစ်တာနေမှာဆိုပြီးတော့ကျွန်တော်ဒီတိုင်းပြန်နေရအဲ့လိုနဲ့ကျွန်တော်ပထမပိုင်းရလို့ပဲကျွန်တော်ဒီလိုပေါ့နော်ဝေဒနာတွေပြန်ခံစားလာရတဲ့အချိန်ကျကျွန်တော်လည်းမခံနိုင်တော့ဘူးအဲ့တော့ကျွန်တော်ဒီအစိုးရဆေးရုံကြီးတဲ့ကျွန်တော်မသွားချင်တော့စိတ်ပြတ်သွားပြီဟိုရက်ချိန်ကအရင်ကြာတယ်ဆိုတော့ဆေးရုံရက်ချိန်နောက်တစ်ခေါက်လဲဒီ3လအခြားမှကျွန်တော်ပေးထားတယ်ဒီဥမှန်မြောင်းချက်တစ်နှစ်ချာပေါ့နော်ပေးထားရဆိုတော့ကျွန်တော်မဆောက်နိုင်တော့အချိန်ကျကျွန်တော်အမေကလည်းစိတ်ပူလာပြီပေါ့နော်စိတ်ပူလာတဲ့အချိန်ကျကျွန်တော်တခါလဲအိမ်ကလူတွေကသွားတဲ့ဒီပုတ်ကလေးကဆေးရုံမှာပဲသွားပြလိုက်တော့ဆိုတော့ကျွန်တော်လည်းသွားပြခဲ့တယ်အဲ့တော့ကျွန်တော်ဒီမလေးရှားဒီတုံရှင်းဆေးရုံကြီးပေါ့နော် private ဆေးရုံမှာကျွန်တော်သွားပြခဲ့တယ်ဆေးခန်းတွေကိုတော့ကျွန်တော်မသွားချင်တော့ဘူးဘာလို့လဲဆိုအဆိုင်ဆေးတွေပဲပေးပြီးတော့ကျွန်တော်ပတ်စံကုန်နဲ့အချိန်ကုန်နဲ့လူပင်ပန်းနဲ့အဲ့တော့ကျွန်တော် private ဆေးရုံကဒီအဆိုင်ဦးလန်းချောင်းအထူးကုနဲ့ကျွန်တော်ပြခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့လက္ခဏာတွေကိုပြောပြတယ်ကျွန်တော်တွေးပါတဲ့ဟာတွေကိုလည်းပြောပြတယ်ကျွန်တော်အမေကတော့ကျွန်တော်တခါတည်းမှန်ပြောင်းနေကြည့်ခိုင်းနေပြီပေါ့နော်အဲ့တော့ကျွန်တော်လည်းကြည့်ဖို့ကျွန်တော်ရဲ့ထောက်တာနဲ့တိုင်ပင်နေချိန်မှာကျွန်တော်ထောက်တာကတော့ကျွန်တော်မကြည့်ခိုင်းမလိုဘူးမကြည့်နဲ့နင်အဆိုင်ပိုးစစ်ပြီးတော့ပိုးရှိပြီဆိုရင်ကုလိုက်အဆိုရင်တက်တာတော့မလိုဘူးလို့သူကတော့ပြောတယ်သူကကျွန်တော်ရဲ့ယောဂအခြေအနေတွေကိုသူအကုန်လုံးကောင်းကောင်းနားထောင်ပေးတယ်ကျွန်တော်ရဲ့1အခြေအနေတွေရောကျွန်တော်ရဲ့1နဲ့တွင်းနဲ့ရောထားတဲ့ဒီပုံကိုလည်းသူတေချာလေးဇွန်းလုပ်ပြီးကြည့်တယ်နောက်မှကျွန်တော်ရဲ့ယောဂလက္ခဏာတွေလည်းသူတေချာလေးအသေးစိတ်မေးမြန်းတယ်အမှကျွန်တော်အကုန်ပြောတာပေါ့နော်အဲ့တော့သူကကျွန်တော်ဗာပြောလဲဆိုဥမှန်ပြောင်းကတော့နေမကြည့်လဲရသေးတယ်ဒီစီယုံကြီးမှာပဲဒီနောက်နှစ်ပေါ့နော်ရက်ချင်းရနေကြည့်လိုက်တကယ်လို့နေစိတ်မတန့်ဘူးကြည့်ချင်တယ်ဆိုလဲဘာမှဖြစ်ဘူးဒီအစာအိမ်ကိုပဲအရင်ကြည့်လိုက်ပါဆိုတော့သူကကျွန်တော်ပြောပေါ့နော်ကျွန်တော်အမေကလည်းကျွန်တော်အတင်းကြည့်ခိုင်းတယ်ကျွန်တော်လည်းကြည့်ချင်ပြီကျွန်တော်ရဲ့အစာအိမ်ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တိမှပဲကျွန်တော်ရှေ့လျှောက်ကကျွန်တော်စိတ်ချလက်ချနေလို့ရမယ်ကျွန်တော်ရဲ့အစာအိမ်အခြေအနေကိုကျွန်တော်မသိဘဲနဲ့ကျွန်တော်ဒီတိုင်းပဲသွားနေမယ်ဆိုရင်တန်တရားတွေနဲ့ပေါ့နော်ငါမှအစာအိမ်မှာဘာဖြစ်နေရလဲဗါလဲအတွေးပေါင်းဆိုနေကျွန်တော်နှိပ်စက်ခံရမယ်အဲ့တော့ကျွန်တော်ဘလောက်ပုံကြည့်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ဒါကျွန်တော်ကြည့်ဖို့ရက်ချင်းပေးခဲ့တယ်ကြည့်ရမယ့်ရက်လည်းရောက်ရောကျွန်တော်တော်တော်ကြီးကြောက်တာပေါ့နော်ကျွန်တော်ကပုံနေပါတယ်မြင်တော့ဒီ scope ကြီးကိုဒီပါဇက်ထဲကနေထည့်တော့အရင်ကြောက်တာပေါ့နော်ဒီပုံနေမြင်ထားတယ်ဆိုတော့ကျွန်တော်လည်းတုံနာမှမပြောနေနဲ့တော်တော်ကြီးကိုတုံနာဆရာမတော့မကြောက်နဲ့ပေါ့နော်နင်ခဏလေးပဲနင်နိုးလာနဲ့နင်ပြီးပြီတဲ့လို့ပြောပါပေါ့နော်အဲ့ဒါနဲ့ကျွန်တော်နိုးလာနဲ့ကျွန်တော်ရဲ့ဒီရလက်အဖြေကိုကျွန်တော်ပြောပြတယ်ကျွန်တော်မှာဒီပြင်စာဆဲတွေဘာမှမရှိဘူးနောက်မှသူပြောပါနော်ငါပြောထားတဲ့အတိုင်းပဲဒီမှာမင်းဟာဒီအဆိုင်ပိုးနောက်တစ်ခေါက်ပြန်ဖြစ်တာပေါ့နော် secondary time ဖြစ်တာဆိုမှကျွန်တော်ပြခဲ့တယ်အဆိုင်ပိုးပမာဏလည်းတော်တော်များတယ်နောက်ပြီးတော့ကျွန်တော်ရဲ့အဆိုင်ကလည်းတော်တော်ရွရောင်နေပေါ့နော်ဒီပိုးတွေကြောင့်ဒီသွေးကြောတွေကလည်းတော်တော်ရောင်နေတဲ့အနေအထားတော့ရောက်နေပေါ့နော်အဲ့တော့ကျွန်တော်အဆိုင်ပိုးတက်စီကိုပဲကျွန်တော်နောက်တစ်ခေါက်ပြန်မှတောက်ခဲ့ရတယ်တောက်ပြီးရလဲကျွန်တော်လုံးဝပြန်နေလို့ကောင်းသွားတယ်လုံးဝတာမန်လူတယောက်လုံးဝရှင်တန်လာနိုင်တော့ပြီးကျွန်တော်အစားရည်လည်းရှောင်တယ်3လလောက်ရှောင်တယ်ဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်3လလောက်ရှောင်နေပြီးတော့ကျွန်တော်ဘာဖြစ်လဲဆိုရင်တကယ်ချင်းတယောက်ကကျွန်တော်ရဲ့အတင်းတိုက်တယ်ပေါ့နော်တစ်ခွက်ပဲတောက်ကြည့်ပေါ့နော်ကျွန်တော်လည်းဒါကလည်း premium ရက်ဆိုတော့ကျွန်တော်လည်းရလောက်ပြီထင်တယ်ဆိုပြီးတော့ကျွန်တော်အမှတစ်ခွက်တောက်ခဲ့တယ်ပေါ့နော်ဒီကုတ်နဲ့အဲ့ဒီအရက်ကိုတောက်လိုက်တယ်တောက်ပြီးနောက်တစ်နေ့မှာပဲကျွန်တော်ယောဂလက္ခဏာတွေပြန်ထလာပြီးတော့ဒီကြီးရသည်ဘဝကိုပြန်ရောက်သွားတယ်ပေါ့နော်